အလောင်းလေတို့ကိုဆွေအဖြေကရှိနေသေးတယ်ဆိုပေမဲ့ကျွန်တော်တို့ခံမှန်းထားသလိုဟုတ်ချင်မှဟုတ်မယ်တစ်ခုနှစ်ခုထပ်မကလည်းပိုသွားနိုင်ပါတယ်ငိုနေတဲ့လူရဲ့ရဲနေနိုင်သေးတဲ့လူရဲ့ပြီးတော့မကြည်ရဲလို့ထွက်ပြေးသွားကြတဲ့သူတော်စင်တွေရဲ့ကျွန်တော်ရောဘာလုပ်နိုင်လို့လဲဆိုတော့တွေးသမျှမြင်သမျှအလောင်းလေးတွေကိုတက်ထွင်းလေလေးပေါ်တင်မြေရိုးတစ်လျှောက်ခရီးနှင်နေတယ်ပေါ့ဗျာဒီလိုသွေးထွက်တန်ရုံစက္ကပ်မှာဒီလိုကြီးကျယ်ခမ်းနားတဲ့ခေတ်တစ်ခေတ်မှာကျွန်တော်ကိုယ်ကိုသွေးနဲ့ကျွန်တော်တတ်နိုင်တာဒီညတာပါပဲတာတိုင်းပစီကြီးအနံပါမစလို့နတ်မြဝအထိလာတက်ခရီးဆက်ကြမယ်လို့ကျွန်တော်အော်ခေါ်တယ်ဒိုခီးကိုဒိုးဆက်ကြမယ်လို့ချီလို့ပိုးလို့အလောင်းလေးတွေကိုတရုတ်တရားနဲ့ကျွန်တော်လှေပေါ်ပွေတင်တယ်ပြီးတော့အင်ဗန်ဝိုင်းကြီးတွေကျွန်းရွက်ကြီးတွေနဲ့သူတို့တယောက်ချင်းကိုလုံးလုံးခြုံခြုံအုပ်ပေးထားလိုက်တယ်ကမ်းမော်ကသာစီးမိုးကြည့်လိုက်ရင်စလုံးဝိုင်းဝိုင်းလေးတွေအတန်းလိုက်စီထားတဲ့ကြပြတပုတ်လိုပေါ့ဗျာချောင်းရည်စလာမှာလောင်းလေလေးလာခဲ့ပါတယ်ပေါ့ကိုဆွေအကန်းကိုဖွာအကန်းကိုကတ်နေနမဲအထက်ပြက်နေတဲ့မြင်များမိုးကြားလေကြားရေစည်းကတော့အားကောင်းလွန်လှတယ်ကုတ်ကိုစိတ်က3လောင်းလက်ပံဝင်းအဆက်က2လောင်းကြခတ်ဝယုံတော်က4 5 6လောင်းအယိုးရှိသမျှအသားရှိသမျှနာကျင်လွန်ခဲ့ကြပြီမို့လေဦးမှနေရာချဒီတဘဝနားကြပါသေးတယ်နေရာဆုံးအယောင်သွေးစုံမှာပဲကိုဆွေခမင်းလို့တန်းလန်းနဲ့လက်ရေးလစောက်လေးထုတ်နေရင်းနဲ့အမေကိုလာမင်းထိန်တာသလိုပြုံးပြနေရင်းနဲ့ညီမလေးကိုဂုံးပိုးလာရင်းနဲ့မိုးရေစုံနေတဲ့စာဝါငှက်လေးကိုငေးကြည့်နေရင်းနဲ့ကိုင်းတော်ဘေးကအလောင်းမှာရင်းတွေအုံနေလိုက်ကြတာပြက်လူပြက်ဆဲကြာရိုးလေးလိုတွဲလောင်းကျနေတဲ့လက်မောင်းတစ်ဖက်ရက်နေနဲ့ကြာသွားလို့တက်တူးလေးတောင်ပြက်စပြုတ်နေပါပြီငါရှုံးပါလေတရားကနိုင်ပါစေအဲ့ဒီကြပြာယူလေးကိုလည်းဆရာအောင်ချင်းစီကိုရောက်အောင်ကျွန်တော်လေကလေးနဲ့ပို့ပေးရအောင်မယ်တချို့ကချက်ချင်းကြီးတော့တေချင်းနဲ့ဘယ်အသားကြနိုင်ပါဦးမလဲဇောက်ထိုးဆွဲခံထားရတဲ့အလောင်းမှာမျက်ရည်ဟာနှစ်ဖူးပေါ်ကိုပြောင်းပြန်စီးကြနေတယ်သူသွားနေကြလမ်းမဟုတ်လို့မျက်ခုံးပေါ်မှာမျက်ရည်စီးကြောင်းလေးရက်နေတယ်ခုထိမချောက်သေးသလိုပဲခုထိငိုနေတုံးလိုပဲနာကျင်မှုဟာခုထိဆက်ဖြစ်နေတဲ့အတိုင်းပဲခဏရက်ပေးပါလေပြင်းနဲ့တိမ်စိုးမုတ်တုံဖွဲယုံစိုးယုံသာရွာပါခဏလောက်နားပေးပါသွားလန်းလာလန်းတာကြစေခြင်းနဲ့ဗျာမီးတွေမလောင်ခင်ကဒီနေရာမှာပန်းဝါဝါတွေပွင့်တဲ့ခြံစည်းရိုးလေးရှိခဲ့ပါလိမ့်မယ်ဒီနေရာမှာကြာဆုံးသွားပါပြီဆိုတဲ့အဝေးသတင်းကိုညင်းဆန်အော်ဟစ်နေတတ်တဲ့အရေးညိုပင်လေးတစ်ပင်ရှိခဲ့ပါလိမ့်မယ်ဒီနေရာမှာနေ့တလက်ညတလက်ဆက်မျှော်နေတတ်တဲ့အိမ်မက်စိမ့်တွေရှိခဲ့ပုံရပါတယ်ဒီနေရာဆိုတာကျွန်တော်အထင်ပြောတာပါဟောဟိုအနာကကြာကန်ထိတ်မှလည်းဖြစ်နိုင်တာပေါ့ဗျာခုတော့6တွေ့နေတဲ့ကျစ်စမီးလေးဟာရေတကွန်အဟောင်းတစ်ခုပေါ်မှာကလေးမလေးရဲ့ရင်ဘတ်ပေါ်မှာငြိမ်သက်လို့ပြစ်ပယ်ထားရတဲ့လောကကြီးကိုကျိန်ဆိုလို့
ငေါထွက်နေတဲ့လက်ဖြန့်ရိုးဟာကဘာကြီးကိုတနည်းနည်းနဲ့ဆက်သွယ်ဖို့ကြိုးစားလို့သွေးစည်းကြောင်းဟာတနခါပကွက်ကြားလေးပေါ်စိုက်ဝင်လို့နေတာညတာဘဝတာတိုလုံးခဲ့သူရေအသားတော်ညိုပြညက်ရေဖလန်နဲ့အကွက်စိတ်လေးနဲ့အိတ်တော်နော်ကွယ်အော်ငါနှမရဲ့တို့ကမလိုပါဘူးကွယ်လို့ကျွန်တော်ညင်းလိုက်ရတယ်ကိုဆွေသူ့မှာအဆက်ရောအသက်ရောမရှိတော့ဘူးသူ့เจ้าသူ့ကံတွေလည်းပြိုတာပြိုခမ်းတာခမ်းကန်းနှစ်ဘူးကဇေဒီလေးကိုခရီးဝေးမထွက်ခင်နောက်ဆုံးအနေနဲ့ဥတင်ခဲ့ဖို့သာပြောလိုက်မိတယ်ကောင်းငင်ဘုံလားနိဗ္ဗာန်လားအလားရှင်တော်မြတ်ရဲ့ရှေ့တော်ငေါ့ဘူးလားအဲ့ဒီကိုသွားတဲ့လမ်းတွေကျွန်တော်မသိဘူးကိုဆွေဒီလိုပဲမေးစမ်းပြီးလှော်ခတ်သွားရတော့မှာပဲသူတို့စင်းကျင်တဲ့နေရာမှာစင်းကြပါသေးတယ်အလှမတ်တဲ့တူမလေးနှစ်ယောက်ကိုဝတ္တဝရီနတ်ပြည်မှာချထားပေးခဲ့မယ်လေဝတ္တဝရီနတ်ပြည်ကနတ်သမီးလေးလိုလှပါတယ်လို့အချင်းတော်ရှိသေးတယ်မဟုတ်လားဗျာအေဒင်ဆိုလဲအေဒင်ဥယျာဉ်ရှိထိရောက်စေရမှာပေါ့ဒီလိုမဟုတ်ရင်လဲနောက်နောင်ဘောကကျွန်တော်ရောခမရောအင်မတန်ချစ်ရတဲ့ယူဇနာမခင်ပြိုလေးတွေဖြစ်ကြပါစေညီမလေးမမမြင့်တွေဖြစ်ကြပါစေကန္နဝင်မမလေးတွေဖြစ်ကြပါစေရာမာကူကြီးခင်ဆွေကြီးလေးတွေဖြစ်ကြပါစေကိုဆွေဘသူ့မှမပေးခဲ့ဘူးတဲ့စုပါအားလုံးခင်ဖုံးတော့ဝေလေးတွေလည်းဖြစ်ချင်ဖြစ်ကြပါသေးဗျာတေမင်းရဲ့ဆက်ယုံရိုးကောင်းပုံတစိမ့်တော်နဲ့တိုင်းမီဟေ့လာကြလေပေါ်တက်ကြနေခတ်အသေးခတ်တဲ့အရက်တကာကိုချောင်းရည်မတက်ခင်အလောင်းလေခရီးဆက်ရအောင်မယ်ကိုဆွေ